ဘုရားဘာသာဝင်သူတော်စင်တွေငယ်စဉ်တောင်ကြီးကလေးဘဝကနေစပြီးတော့ဣတိပိသောဘဂဝါအရဟံစတဲ့ဣတိပိသောဆိုတာကိုနှုတ်တဲ့မိဘများချပေးထားလို့ရရှိပြီးတော့နေကြငယ်စဉ်ကရထားတဲ့ပါဠိကိုတချို့လည်းအဓိပ္ပာယ်သိကြတယ်တချို့လည်းအဓိပ္ပာယ်မသိဘူးသိသူနဲ့မသိသူနိုင်ရှင်ပြီးတော့ကြည့်မယ်ဆိုရင်မသိတဲ့လူကပုံများလောက်ဆရာရှိတယ်ငယ်တော့ရထားတဲ့စာကိုရွတ်ရုံပဲရွတ်ပြီးတော့အသုံးချတဲ့အခါမှာအန္တရာယ်ခင်းအတွက်သာအသုံးချနေကြတာဣတိပိသောရွတ်ရင်ဘုန်းကြီးတို့ကိုယ်တိုင်လည်းငယ်တော့ဣတိပိသောရွတ်ရင်တစေတရေပြေးတယ်ဆိုပြီးတော့ကြောက်တဲ့အခါတိုင်းရွတ်မိနေတတ်တယ်ပေါ့နော်တော့ဒီလိုကြောက်လို့အကြောက်ပြေအောင်လုပ်တဲ့မန္တန်သဘောမျိုးလောက်ပဲလူတွေဟာနားလည်ပြီးတော့နေကြဒီဣတိပိသောဘဂဝါဆိုတဲ့ဒီစကားလုံးကစလာတဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေ9မျိုးတခါလဲ10မျိုးလို့ခွဲခြားဖွင့်တာရှိတယ်ပေါ့အဓိကကတော့9မျိုးလို့ယူတာပို့ပြီးတော့အဆင်ပြေပါတယ်ဝိသုဒ္ဓိမဲ့မှာတော့9မျိုးတနည်း10မျိုးဆိုပြီးဖွင့်ထားတာရှိတယ်ပေါ့ဒါကတော့သင်လျော်တဲ့နည်းအနေနဲ့ဖွင့်ပြတာပါအဲ့တော့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေဆိုတာထို့သုတ်တံပါဠိတော်တွေထဲမှာလိုက်ကြည့်မယ်ဆိုလို့ရှိရင်ဣတိပိသောပါတဲ့သုတ်တံတွေဟာအတော်ကိုများလိမ့်မယ်လို့သေသေးချာချာသုတေသနလုပ်ကြည့်မယ်ဆိုလို့ရှိရင်ဆိုပါစို့အင်္ဂုတ္တရနိကေမှာသုတ်ပေါင်း9000လောက်ရှိတဲ့ထဲမှာအနည်းဆုံးသုတ်1000လောက်မှာတော့ဣတိပိသောဆိုတဲ့စကားလုံးပါတာဖြစ်တယ်ဒါတော့များများမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုဖော်ပြတိုင်းဒီဣတိပိသောဘဂဝါဆိုတဲ့စကားလုံးမှာပါတယ်မြတ်စွာဘုရားရဲ့အရင်ချင်းလို့ဆိုဒီမှာဘုရားဖြစ်တယ်ဆိုတာလောကမှာဗုဒ္ဓနဲ့ပြောကြတယ်ဘုရားဆိုလို့ရှိရင်ဒီအရင်ချင်းတွေရှိရမယ်လို့ဆိုလိုတာဒီအရင်ချင်းတွေရှိမှဘုရားလို့ဆိုလိုတာကဘုရားရဲ့အရင်ချင်းသတ်မှတ်ချက်လို့ပြောရမှာပဲလောကမှာလည်းပဲလူတွေရဲ့အရင်ချင်းသတ်မှတ်ချက်တွေရှိတယ်လေအဲ့ဒီသတ်မှတ်ချက်ရလူတွေရဲ့အရင်ချင်းကိုထုတ်ဖို့ပြောကြတာဘုရားဆိုတဲ့ပုဂ္ဂိုလ်မှာဒီအရင်ချင်းတွေရှိရမယ်လို့ပြောတာမြတ်စွာဘုရားကငါဒီခုံနေနဲ့ပြည့်စုံတယ်လို့ကြွားလုံးထုတ်တာမဟုတ်ဘူးတချို့ကအဲ့ဒါလို့ထင်တယ်မဟုတ်ဘူးဘုရားဆိုနေမှာဘုရားကိုးကွယ်ကြပြီလောကမှာဘုဒ္ဓဘာသာတော်လို့ဘုရားပွင့်ဖို့ဆိုတာဓမ္မခဲရင်နဲ့ဓမ္မခဲရင်နဲ့ဘုရားဆိုနေမှာအခုလိုအရေးချင်းတွေရှိရမယ်ဆိုတာသိရှိနားလည်ဖို့ဆိုလိုတာကနော်ဘုရားမှန်ရင်တကယ်ဘုရားဒီလိုအရေးချင်းတွေရှိဖို့လို့ဘုရားလို့ဆိုပြီးတော့အရေးချင်းမရှိပဲနဲ့ဘုရားလုပ်နေတဲ့ပုဂ္ဂိုလ်တွေကလည်းလောကမှာအများကြီးရှိတာအများကြီးရှိတယ်ဘာလို့အများကြီးရှိတော့ဆိုလောကမှာဘုရားမပွင့်ခင်ကဗုဒ္ဓကောလဟလဆိုတာကျွတ်တင်ပြီးတော့ပေါ်ပေါက်နေတော့ခုခေတ်မှာတော့ကောလဟလဆိုရင်မမှန်ကန်တဲ့သတင်းလို့ဒီလိုလေးပဲယူဆကြတယ်ပါဠိစာပေမှာကောလဟလဆိုတာမမှန်ကန်တဲ့သတင်းလို့အဓိပ္ပာယ်မရဘူးတခုခုဖြစ်ပေါ်လာတော့မယ်ဆိုလို့ရှိရင်ကျွတ်တင်ပြီးတော့သတင်းတွေဖြစ်ပေါ်နေတတ်တယ်ပေါ့အဲဒီကျွတ်တင်ပြီးတော့ဟိုနာကပြောလိုက်ဒီနာကပြောလိုက်တဲ့ဒီစကားတွေဟာလူတွေကြားထဲမှာရောက်ရှိလာတဲ့စကားသံတွေကိုကောလဟလလို့ခေါ်တာအလုံးကြားကြလိမ့်မယ်ကောလဟလဆိုတာ၅မျိုးရှိတယ်ဘုရားပွင့်တော့မယ်ဆိုလို့ရှိရင်လေဗုဒ္ဓကောလဟလလောကမှာဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်များပေါ်လိမ့်မယ်ဆိုတာလူလောကထဲမှာနှစ်ပေါင်းများစွာကြိုတင်ပြီးတော့အတန်တွေထွက်လာနောက်တစ်ခုကစက္ကဝတိကောလဟလစကြဝဠာမင်းပေါ်လိမ့်မယ်ဆိုလည်းပဲကောလဟလတွေထွက်လာနောက်မင်္ဂလာကောလဟလလောကမှာလူတွေကမင်္ဂလာရှိကြတယ်မြန်မာတွေဆိုလို့ရှိရင်မြန်မာတို့ရဲ့မင်္ဂလာပါဆိုတဲ့စကားနဲ့နှုတ်ဆက်ကြလူမင်္ဂလာဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်မင်္ဂလာဆိုတာဘယ်လိုမှမင်္ဂလာရှိနိုင်တယ်လဲဆိုတဲ့အတိအကျမင်္ဂလာရဲ့အဖြစ်ထုတ်မှုအတွက်အဲ့ဒါလည်းပဲမင်္ဂလာကောလဟလဆိုတာမင်္ဂလာကိုအမှန်ကန်ပြောနိုင်တဲ့ပုဂ္ဂိုလ်ပေါ်လိုက်မယ်လို့ဒီလိုကောလဟလတွေဖြစ်တယ်နောက်တစ်ခုကျတော့ကပ္ပကောလဟလလို့ခေါ်တယ်ကဘာကြီးပဲတော့ပျက်စီးလိုက်မယ်ကဘာကြီးတော့ပျက်စီးတော့မှာပဲမကြခင်ကတော့မှ2012ခုနှစ်မှာကဘာကြီးပြည့်မယ်ဆိုပြီးတော့ပေါ်လာလိုက်သေးတယ်လေအဲ့ဒီဟာမျိုးပေါ့ကျွတ်တင်ပြီးတော့ဒီလိုဟာတွေ
ဖြစ်ပေါ်ပြီးတော့လာတတ်တယ်ပေါ့အဲ့ဒီဖြစ်ပေါ်လာတတ်တဲ့ဒီကောလာဟလလို့ဆိုတဲ့ဘုနာကကြားလိုက်ဒီနာကကြားလိုက်ဆိုတဲ့ဒီသတင်းတွေအဲ့တော့ဗုဒ္ဓကောလာဟလဘုရားပွင့်လိုက်မယ်ဆိုတဲ့သတင်းဟာကြိုတင်ပြီးတော့ထွက်လာကြိုတင်ထွက်ရုံနဲ့မကဘူးဒီလူတွေသင်ကြားနေတဲ့ပြမနာတွေသင်ကြားကြတဲ့ဝေဒအကျမ်းဂန်တွေထဲမှာလည်းပဲဘယ်လိုပုဂ္ဂိုလ်မျိုးဆိုတာဗုဒ္ဓဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးကိုခေါ်တယ်ဆိုတာကိုအင်္ဂယုတ်နဲ့ပတ်သက်ပြီးတော့သတ်မှတ်ထားတာတွေရှိတယ်ဗေဒကျမ်းတွေမှာအတိအကျသတ်မှတ်ထားတယ်ဘုရားဆိုတဲ့ပုဂ္ဂိုလ်ဟာဘုရားဖြစ်မဲ့ပုဂ္ဂိုလ်ဟာဘယ်လိုရုပ်လက္ခဏာမျိုးရှိတယ်ဆိုတာကိုလည်းဗေဒကျမ်းတွေကအတိအကျဆိုထားတယ်အဲ့ဒါတွေကလည်းကြွတင်ပြီးတော့ပေါ်ပေါက်နေတာဥပမာပဲလူတွေရဲ့တဏ္ဍာမှာအမှတ်အသား32မျိုးမဟာပုရိသလက္ခဏာ32မျိုးအဲ့ဒီ32မျိုးလုံးပါတဲ့ပုဂ္ဂိုလ်ဟာဗုဒ္ဓဆိုတာကိုဗေဒကျမ်းတွေကဆိုထားတယ်ဒီ32မျိုးသောအမှတ်သားလက္ခဏာရှိလာပြီဆိုရင်ဒီပုဂ္ဂိုလ်ဟာဒွေယေဝဂတိဟောတယ်သူ့ရဲ့ဏိဂုံးဟာနှစ်ခုပဲရှိတယ်သူ့ရဲ့ဖြစ်ပေါ်လာမယ့်အနာဂတ်ဟာနှစ်ခုတည်းပဲရှိတယ်နှစ်ခုဆိုတာဘာလဲလို့ဆိုရင်လူဘဝမှာနေရင်စัจ java ရိမင်းဖြစ်မယ်အကယ်၍တောထွက်ပြီးလူလောကကိုဆုံးခွာသွားမယ်ဆိုရင်တော့ဘုရားဖြစ်မယ်ဒီနှစ်လမ်းပဲရှိတယ်ဆိုတဲ့ဟာဗေဒကျမ်းတွေကပြောတာဒါဗေဒကျမ်းတွေကပြောတာအဲ့ဒီဗေဒကျမ်းတွေကပြောထားသည့်အတွက်ကြောင့်ပြမနာတွေရဲ့အတိုင်းဝိုင်းမှာလည်းဗုဒ္ဓဆိုတာကိုသူတို့ကဒီလိုရည်ချင်းနေရှိမှဗုဒ္ဓဆိုတာကိုသူတို့သိထားပြီးသားဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားပွင့်လာပြီးမပွင့်ခင်မှာငါဗုဒ္ဓနဲ့ဆိုပြီးတော့ဗုဒ္ဓအမိခံပုဂ္ဂိုလ်တွေဟာကောလာဟလတန်အောင်လိုက်ပြီးတော့ပေါ်လာတာတွေအများကြီးပဲဘုရားနာကသမလည်းသူ့ကိုယ်သူဗုဒ္ဓလို့ချိန်ညာလိုက်တယ်သို့တော်လည်းဝေဒကျမ်းဂန်နေတဲ့တိုက်ကြည့်တဲ့အခါမှာသူကကိုက်ညီမှုမရှိဘူးကိုက်ညီမှုမရှိဘူးသူ့ဘာသူပဲဗုဒ္ဓလို့နာမည်တတ်တယ်သို့တော်ဗေဒကျမ်းဂန်တွေကကိုက်ညီမှုမရှိတဲ့အတွက်ကြောင့်သူ့ကိုအတိမမဖြစ်ဘူးတဲ့မဂ္ဂလိကောသလလည်းငါဗုဒ္ဓဆိုပြီးတော့ဒဇင်ထောင်ပြီးတော့ပေါ်လာပြန်တယ်သူကလည်းအတိုင်းဝိုင်းနေတော့ရှိတာပဲသူ့နောက်ကလူတွေကပဲဝိုင်းပြီးတော့လည်းပြောကြတာပေါ့သင်္ဆေယဗိလထဗုဒ္ဓအဇိတကေသကမလပကုဒကိစ္ဆယနာနိဂန္ဓနာတဗုဒ္ဓလို့ဒီ6ဦးဟာနောက်လိုက်နောက်ပါတွေအလွန်များတယ်များတော့သူတို့ကလည်းဘယ်သူလဲလို့ဆိုရင်ငါဗုဒ္ဓပဲဆိုသို့တော့ပြမနာတွေကဝေဒကျမ်းနေနဲ့တိုက်ဆိုင်ကြည့်တဲ့အခါမှာခုနကမဟာပုရိသလက္ခဏာတွေဆိုတာလည်းမတွေ့ရဘူးအရဟံစတဲ့အရည်ချင်းတွေနဲ့လည်းသူတို့မတွေ့ဘူးမပြည့်စုံဘူးဆိုတော့သူကမှဗုဒ္ဓဆိုတာကိုနှစ်ကယုံကြည်ကိုးကွယ်တာမရှိဘူးပေါ့သူယုံကြည်တဲ့ပုဂ္ဂိုလ်အချို့လောက်ကသာသူ့နောက်ကလိုက်ကြတယ်ပေါ့အဲ့တော့ဒီကောလာဟလနောက်မှာနောက်ဆုံးပေါ်လာတဲ့ပုဂ္ဂိုလ်ကဘယ်သူလဲလို့ဆိုရင်ဂေါတမဗုဒ္ဓပဲဂေါတမဗုဒ္ဓကျတော့ပြမနာတွေကငကောလက်မခံမှုသူတို့လဲဒီလေမြတ်စွာဘုရားစီမှာဒီထိတ်တန်းပြမနာကြီးတွေပတိတိကောသလမင်းကြီးကမျိုးစားအဖြစ်ပေးထားတယ်ပညာတတ်တဲ့နေရာမှာထိတ်တန်းမျိုးရိုးလဲအလွန်မြင့်မြတ်တဲ့ပောက္ခရတာတိတို့နောက်တစ်ခါမိဋ္ဌိလာမျိုးကဒီဗြဟ္မာယုပုံသားကြီးတို့ဒီလိုအဲ့ဒီလိုဝေဒကျမ်းတက်ဆရာကြီးတွေကမြတ်စွာဘုရားစီလွတ်တယ်နောက်ပြီးတော့ပါရယဏတုတ်မှာပါတယ်ဘာဝရီဆိုတဲ့ပုံသားကြီးကလည်းပဲဗုဒ္ဓဆိုတာနာမည်ကြီးတာဟုတ်မဟုတ်မင်းတို့စုံစမ်းကြဆိုပြီးတော့လွတ်တာအဲ့ဒီခေတ်ကဂေါတမဗုဒ္ဓစီမှာစုံစမ်းနေထောက်လှမ်းရေးတွေအများကြီးလွတ်တဲ့ထဲပဲပထမဆုံးလွတ်လိုက်တာတော့ဘာဝရီပုံသားကြီးကအရင်လွတ်လိုက်တယ်သူကဘယ်ရောက်နေတော့ဆိုဘာဝရီပုံသားကဟိုးအိန္ဒိယအလယ်ပိုင်းမှာရောက်နေတယ်ဂေါဒါဝရီမြစ်ကန္နာတိုင်းပြည်နှစ်ပြည်ရဲ့ခြားမှာကျွန်းမြေကြီးရှိတယ်အဲ့ဒီကျွန်းမြေကြီးပေါ်မှာသူကသူ့တပည့်ပရိသတ်တောင်းချီတဲ့ဟာနဲ့အဲ့ဒီမှာသွားနေတာသူကလောကကြီးကို renounce လုပ်ပြီးတော့ဝိရကျမ်းကနေသင်ယူခြင်းပို့ချခြင်းကမ္မထမ်းကျင့်ခြင်းဆိုတဲ့ယောဂအကျင့်တွေသမထကျင့်စဉ်တွေကျင့်ပြီးတော့သူအဲ့ဒီသွားနေတာသွားနေတော့ဖះပွင့်ပြီလို့လည်းသတင်းချရောသူတို့ရဲ့တွေသွားစုံစမ်းကြစမ်းသူမသွားခင်စုံစမ်းခိုင်းဆရာကြီးတွေဆိုတော့ဗုဒ္ဓဟုတ်မဟုတ်မသိပဲနဲ့ဘယ်တော့မှအယံမတော်ဘူးသူတို့ကလည်းနာမည်ကြီးတဲ့ပုဂ္ဂိုလ်တွေဆိုတော့ဖះဟုတ်မဟုတ်စုံစမ်းခိုင်းတာဘာတွေနဲ့စုံစမ်းခိုင်းတော့ဆိုလို့ရှိရင်ဒီမဟာပုရိသလက္ခဏာဗေဒကျမ်းတွေမှာပါတဲ့အမှတ်လက္ခဏာတွေရှိမရှိပါမပါ32မျိုးလုံးရှိမရှိဘူးသွားကြည့်ခိုင်းတယ်အဓိကအဲ့ဒါဘာဝရီပုံသားကြီးကဆိုလို့ရှိရင်ဘယ်လောက်ထိအောင်သူ့တပည့်တွေကိုမှားလိုက်တော့ဆိုရင်အေးမင်းတို့ဖျားဆိုလို့ရှိရင်ကွာတဲ့
ပါဇက်ကထုတ်ပြီးတော့မေကုန်းထုတ်เสียမလို့တဲ့မင်းတို့စိတ်ထဲကမေးတယ်ဖះဆိုရင်မင်းတို့စိတ်ထဲကမေးတဲ့မေကုန်းကို तू နှုတ်ကဖြေလိုက်မယ်ဒီလိုတော့မှားလိုက်တာနော်ဖះဆိုတာသိဖို့အတွက် तू လှုပ်မှားလိုက်တာအဲ့လိုမှားလိုက်တဲ့အတိုင်းပဲသွားပြီးတော့စုံစမ်းထောက်လှမ်းကြတာမြတ်စွာဘုရားမှာ32ပါးသောယောက်ျားမြတ်လက္ခဏာတွေတွေ့ရတယ်တွေ့ရုံနဲ့မကဘူးခုနကစိတ်ကူးတဲ့ကနေပြီးရှုပ်ဝဲထားတဲ့မိကုန်းတွေစိတ်နဲ့မေးတယ်သူကဘာဝရီပုံသားကြီးကအသက်ဘယ်လောက်ရှိပြီလဲလို့တပည့်ဘယ်နှဦးရှိသလဲလို့မဟာပုရိသလက္ခဏာသူ့မှာဘယ်နှခုရတယ်လဲဆိုတာစိတ်ထဲကနေမေးတာမေးလိုက်တော့မြတ်စွာဘုရားနှုတ်ကနေထုတ်ပြီးတော့ဖြေလိုက်တာမေးတဲ့အချိန်လေးမှာအဲ့ဒါကြောင့်မလို့သူတို့တအံ့တော်နဲ့ဘာဝရီရဲ့တပည့်တွေဟာအားလုံးမြတ်စွာဘုရားကိုသူတို့သိချင်တဲ့လေးနဲ့တဲ့မိကုန်းတွေကိုမေးထားအဲ့ဒီသုတ်တံပါရဏဒေသနာဆိုပြီးတော့ပြည့်ပြည့်စုံစုံဘုန်းကြီးတို့ရှင်းဟောထားတာရှိတယ်ပေါ့နော်နောက်လဲစာအုပ်လဲထွက်လာဖို့ရှိတယ်ပေါ့ဒါကအများဒီစာအုပ်တွေကဒါတွေကဘုရားတရားတော်တွေကတိမ်မြုပ်နေတာအဲ့ဒီလိုမြတ်စွာဘုရားကိုလာရောက်စုံစမ်းတယ်နောက်ဗြဟ္မာယုပုံနာကြီးဆိုတာဟာအသက်120ရှိသူမလာခင်သူ့ရဲ့တပည့်ဥတ္တရလူလင်ဆိုတာကိုလွတ်လိုက်တယ်လွတ်လိုက်တဲ့အခါတပည့်ကဘယ်လိုလုပ်စုံစမ်းရမှာတော့ဆိုတော့မင်းကလည်းကွာငါသင်ပေးထားတဲ့မဟာပုရိသလက္ခဏာကျမ်းနေရှိတယ်မို့လားတဲ့အဲ့ဒါနဲ့တိုက်ပေါ်တဲ့ဆိုပြီးမှားလိုက်တာသွားတိုက်တာအဲ့ဒီလူကမြတ်စွာဘုရားနာမှာနှစ်ချီကြအောင်နေသွားတယ်နေပြီးတော့အသေးစိတ်ဘုရားကြောင့်မှနေပြီးတော့ထောက်လန်းတာပေါ့ခုခေတ်လို့ဆိုရင်ဘုရားကြောင့်မှကိုကြာကြီးနေပြီးထောက်လန်းတာသူကဘုရားဟုတ်မဟုတ်ကိုသိချင်ဘုရားဟုတ်မဟုတ်ထောက်လန်းအဲ့ဒီလိုထောက်လန်းပြီးတဲ့အခါမှာသူ့ဆရာကြီးစီတော့ပို့တင်လိုက်တာသူ့ဆရာကြီးကနေတော့အဲ့ဒီကျမဂေါရမဗုဒ္ဓကိုလာရောက်ဖူးမြော်တာအသက်120နော်120အဖိုးကြီးဖြစ်နေပြီသို့တော့အမြဲတမ်းဂုံဝါကြီးမားတဲ့အားလုံးကလေးစားရတဲ့ဆရာကြီးဆိုတော့မြတ်စွာဘုရားစီသူလာတွေ့တဲ့နေ့ကမြတ်စွာဘုရားပိဋကအလယ်မှာတရားဟောနေတဲ့အချိန်ဗြဟ္မာယုပုံသားကြီးလည်းဝင်လာရောပိဋကကလှုပ်နေဖြစ်သွားတယ်အဲ့လောက်ထိအောင်ဂုံသတင်းကြီးတယ်ပေါ့အဲ့လောက်ထိအောင်အရှိန်အဝါရှိတယ်သူကအဲ့ဒီလိုလာတဲ့အခါမှာသူကပိဋကကိုပြောတာငြိမ်ငြိမ်နေကြပါငြိမ်ငြိမ်နေကြပါဟောဒီကဖျားသွားတဲ့အလယ်လမ်းလေးဆိုတာရှိတယ်ခုခေတ်တရားပွဲတွေမှာလို့ဓမ္မတိကဆရာတော်တွေကြွဖို့ဆိုပြီးတော့လမ်းလေးခြံထားတာရှိတယ်အဲ့ဒီလမ်းကနေပြီးတော့သူဖျားနေချီအောင်ရောက်လာပြီးတဲ့အခါမှာသူတပည့်ထောက်လမ်းပြီးတော့တင်ပြထားတဲ့ report အတိုင်းပဲမြတ်စွာဘုရားကိုသူကပြန်ပြီးတော့သူကိုယ်တိုင်ထောက်လန်းကြည့်သေးတယ်မဟာပုရိသလက္ခဏာတွေရှိသလားဆိုထောက်လန်းသေးတယ်လို့ထပ်ပြီးတော့သူတို့ကြည့်တာနဲ့သိတယ်နော်နှစ်ဖူးရည်ဒူးရည်ပေါ့ဗျာချုပ်ပြောလိုက်လို့ရှိရင်လူရဲ့နှစ်ဖူးရည်ဒူးရည်ဆိုတာရုပ်လက္ခဏာသင်ပြင်းတွေအားလုံးကိုကြည့်လိုက်တာနဲ့ဟာဒုစာထဲမှာဆိုထားတာနဲ့အကုန်ကြိုက်တယ်ပေါ့ကြိုက်တယ်ဆိုပြီးတော့မှဗြဟ္မာယုပုံသားကြီးဟာမြတ်စွာဘုရားကိုအာရပါယဘုရားခြေမမိုးကိုခေါင်းနဲ့တိုက်ပြီးတော့သူဟာဗြဟ္မာယုပုံသားကြီးပါဆိုတာကိုအာရပါယရှ िख ိုးတယ်ရှ िख ိုးပြီးတော့ဘုရားကိုရှောက်တယ်ဒီလိုထောက်လိုက်ရည်လိုက်တာသူတို့ကတခါပုဂ္ဂရတာဒီပုံသားကြီးကလည်းအမထဆိုတဲ့လူလွင်ကိုလွတ်ပြီးတော့မြတ်စွာဘုရားဟုတ်မဟုတ်တိုက်ဆိုင်ခိုင်းတယ်တရင်ထောက်လန်းခိုင်းတယ်ထောက်လန်းပြီးဆိုတော့မှသူတို့လာကြတာပေါ့ဒါကမြတ်စွာဘုရားလက်ထက်ကဗုဒ္ဓဟုတ်မဟုတ်ဆိုတာတွေကမဟာပုရိသလက္ခဏာနဲ့တိုက်ဆိုင်တယ်အရေးချင်းအားဖြင့်ကတော့တာမန်အားဖြင့်ပုဂ္ဂိုလ်တွေမသိနိုင်ကြဘူးဒါကြောင့်မို့ဗုဒ္ဓရဲ့အရေးချင်းဆိုဒီမှာအရဟံသမ္မာသမ္ဗုဒ္ဓောဝိသသရဏသမ္ပန္နောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတတ္ထာဒေဝမနုဿန္နံဗုဒ္ဓောဘဂဝါဆိုတဲ့ဒီရည်ချင်းနေတဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မျိုးမှသာလေဘုရားဆိုတာဖြစ်တယ်ဒီရည်ချင်းမရှိဘုရားမဖြစ်ဘူးအဲ့တော့ဣတိပိသောဆိုတဲ့ဘုရားကုံတော်ပါတဲ့သုတ်တန်တွေကအလွန်ပဲများတယ်ဒီထဲမှာအရဟံနဲ့သမ္မာသမ္ဗုဒ္ဓောဒီကုံတော်နှစ်ခုကတော့ဘုရားနဲ့ပတ်သက်လာလို့ရှိရင်မပါတာကိုမရှိဘူးကျန်တဲ့ကုံတော်တွေကတစ်ခါတရံမှပါတယ်နော်ကျန်တဲ့ကုံတော်တွေကကြည့်လေခုနကရွတ်သွားတဲ့နမောတတ္တတွေပဲကြည့်နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဆိုတဲ့သုံးခုပါနေတယ်လေအရဟတောဆိုတာအရဟံကိုပြောတာသမ္မာသမ္ဗုဒ္ဓောဆိုတာသမ္မာသမ္ဗုဒ္ဓကိုပြောတာဘဂဝတောဆိုတာနော်ဒီဘဂဝါကုံတော်ကိုပြောတာဟောကိုယ်တော်သုံးမျိုးဟာဒါအမြဲတမ်းအရေးပါတယ်ပေါ့ဒါကြောင့်မို့ဒီနေ့မြတ်ဗုဒ္ဓရဲ့အရဟံဂုဏ်တော်ဆိုတာကိုသိရှိနားလည်ကြရအောင်စ
စာပေကျမ်းမှာဘယ်လိုရေးသားထားတယ်လဲဘယ်လိုရှင်းထားတယ်လဲဆိုတာနားလည်ဖို့အင်တာမအရေးကြီးတယ်စကားလုံးလေးကသုံးလုံးနဲ့ပဲရှိတယ်အခရာသုံးလုံးနဲ့ပေါင်းစပ်ပြီးတော့ဖွင့်ပြထားတဲ့စကားလုံးလေးဟာအရဲ့ရရဲ့ဟာရဲ့ဒီသုံးလုံးလေးပဲဖြစ်ပြီပဲလို့အဓိပ္ပာယ်ဒီဖွင့်ဆိုထားတဲ့အခါကျတော့အနည်းဆုံးဒီစကားလုံးလေးကဖော်ပြတာအဓိပ္ပာယ်၅မျိုးတဲ့ဖော်ပြထားတာရှိတယ်ပေါ့နော်အဲ့ဒီဖော်ပြထားတဲ့အတိုင်းဘုန်းကြီးတို့တွေဗုဒ္ဓနုတ္တိဘာဝနာပွားပြီဆိုတဲ့အခါမှာဒီအရဟဆိုတဲ့စကားလုံးလေးရဲ့အရဟံဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်ကိုအာယုံပြုပြီးတော့မြတ်စွာဘုရားကိုအရဟံလို့ခေါ်တာဟာဒီဂုံတုနဲ့ဂုံတုဝိသေသနဲ့ချီးကျူးခံရတာဟာတာမန်ပေါင်းကိုပုဂ္ဂိုလ်မဟုတ်ဘူးလောကမှာဂုံတုဝိသေသနဲ့ချီးကျူးတဲ့ဂုံကြီးတစ်ခုတက်လာတယ်ဆိုတာတာမန်နဲ့မဟုတ်ဘူးတကယ်အရေးချင်းရှိလို့တက်လာတာဖြစ်တယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားရဲ့ဂုဏ်တွေကိုအာယုံပြုတာကိုဗုဒ္ဓနုတ္တိလို့ခေါ်တယ်ဗုဒ္ဓဆိုတာဘုရားရဲ့ဂုဏ်ကိုအနုတ္တိအကျဉ်းချင်းအထက်ထက်တတိထားပြီးတော့ဖြစ်ပေါ်နေတာတတိယနေတာတနည်းအားဖြင့်အနုဆိုတာတင့်တယ်လျောက်ပတ်တဲ့တတိဆိုတာအမှတ်ရမှုပဲဘုရားနဲ့ပတ်သက်ပြီးအလွန်တင့်လျောက်လျောက်ပတ်တဲ့အမှတ်ရမှုလို့ဒီလိုအဓိပ္ပာယ်ရတဲ့ဗုဒ္ဓနုတ္တိကမ္မထံဘုရားကိုအာယုံပြုနေတာနဲ့ပဲဒါဟာသမထကမ္မထံတစ်ခုဖြစ်တယ်ပေါ့သမထကမ္မထံနဲ့မကဘူးဗုဒ္ဓနုတ္တိကိုအခြေခံလို့ရှိရင်ဗုဒ္ဓနုတ္တိကမ္မထံသည်ဝိပဿနာဉာဏ်ဖြစ်စေဖို့အတွက်ကြီးမားသောအထောက်တစ်ခုဖြစ်တယ်ပေါ့အလွန်ကြီးကျယ်သောအထောက်အကူဖြစ်ပြီးတော့လူတွေရဲ့တဏ္ဍာမှာသရာစွမ်းအားတွေဖွံ့ဖြိုးတိုးတက်သွားစေနိုင်တယ်ဒါကြောင့်ဗုဒ္ဓနုတ္တိဘာဝနာဟာအလွန်ကြီးမားတဲ့အရေးချင်းရှိတယ်လို့စာပေကျမ်းဂန်တွေမှာဆိုထားတာပေါ့ဘာဝနာထဲမှာတော့အမြတ်ဆုံးဘာဝနာလို့ဒီလိုပြောတာအဲ့တော့ဂုဏ်တော်ပွားများပြီဆိုလို့ရှိရင်တော့ဘယ်လိုပွားရမလဲဣတိပိသောဘဂဝါဣတိပိဆိုတာဟာအကြောင်းကိုရည်ညွှန်းတာသောဘဂဝါကိုယ်စိတ်ထဲမှာသောဘဂဝါငါကြည်ညိုတဲ့ငါကိုးကွယ်တဲ့အဲ့ဒီဗုဒ္ဓမြတ်စွာဘုရားဟာလို့အဓိပ္ပာယ်ရတယ်သောဘဂဝါဆိုတာဒီငါကြည်ညိုကိုးကွယ်တဲ့တလောလကလုံးကလေးစားရတဲ့ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်သူမြတ်ဟာဒီနေရာမှာဘဂဝါလို့ခေါ်လိုက်တာအလွန်လေးစားတတ်တဲ့ပုဂ္ဂိုလ်တွေကိုသုံးတဲ့အိန္ဒိယစကားလုံးတစ်ခုပဲခရစ်တော်ကပဲအိန္ဒိယနိုင်ငံမှာဘဂဝါလို့သုံးနေရှိတယ်တကယ်ကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုဘဂဝါလို့သုံးတယ်သူတို့နော်အဲ့ဒီဘဂဝါလို့သုံးတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကဘာလဲလို့ဆိုရင်ဂုရုကြီးလို့အဓိပ္ပာယ်ရတယ်ဂုရုကြီးထဲမှာပို့ပြီးတော့လေးစားတဲ့ဂုရုကြီးတွေကျတော့ဘဂဝါလို့ခေါ်လိုက်တာသူတို့ဒါအိန္ဒိယနိုင်ငံအသုံးစကားတစ်ခုပဲဘဂဝါဆိုတာအလွန်ကိုကြည်မြတ်တယ်သူတို့လေးစားရတဲ့ပုဂ္ဂိုလ်ပေါ့အလွန်လေးစားတတ်တဲ့ဂုရုကြီးတွေဒါကြောင့်မလို့အထက်ကရာဆရာကဘဂဝါတိဂုရုဒီလိုဖွင့်ဘဂဝါတိဂရုဂရုဟိလောကေဘဂဝါတိဥစ္စာတိလောကလူတွေကလေးစားအပ်တဲ့ဂုရုတွေကိုဘဂဝါလို့ခေါ်ကြပါတယ်ဆိုတာဒီပါဠိစာပေမှာနေမဲ့ဒီဟာဖွင့်ဆိုပြထားတာရှိတယ်အထက်ကရာကျမ်းတွေဟာအဲ့တိုင်းပဲရေးတယ်နော်ဘဂဝါတိဂရုဘဂဝါတိဂုရုခုကတောင်းတဲ့ဆိုဘဂဝါဆိုတာဂုရုကိုခေါ်ရတယ်ဂရုဟိလောကေဘဂဝါတိဥစ္စာတိဂုရုကိုလူတွေကဘဂဝါလို့ခေါ်ကြတယ်ဟောဒီအဓိပ္ပာယ်နဲ့ဖွင့်ပြဘာလို့လဲဆိုရင်လောကကြီးတစ်ခုလုံးရဲ့အလေးပြုရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်မြတ်စွာဘုရားဟာကိုချင်းသီလနဲ့နှိုင်းရှင်မယ်ဆိုလဲသူ့ကိုတာတဲ့ပုဂ္ဂိုလ်မပြောနဲ့မှီတဲ့ပုဂ္ဂိုလ်တော့မရှိဘူးတမာတိနဲ့နှိုင်းရှင်လိုက်ပြန်ရင်လေဖရာတဲ့တာတဲ့ပုဂ္ဂိုလ်မဆိုထားနဲ့တူတဲ့ပုဂ္ဂိုလ်တော့မရှိဘူးပညာအားဖြင့်လေဖရာတဲ့တာတဲ့ပုဂ္ဂိုလ်ဆိုတာမပြောနဲ့တူတဲ့ပုဂ္ဂိုလ်မပြောနဲ့တာတဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးတူတဲ့ပုဂ္ဂိုလ်တော့မရှိဘူးလို့ဒီလိုဆိုလိုတယ်ပေါ့နော်ဒါကြောင့်တလောကလောကဥညွတ်လေးစားရတဲ့ပုဂ္ဂိုလ်သူမြတ်မို့ဘဂဝါလို့ဒီလိုခေါ်တာအဲ့ဒီမှာကြည်ဣတိပိသောဘဂဝါမြန်မာလူတော့အမျိုးမျိုးပြန်ကြတယ်ဘုန်းတော်ကြီးမှာထိုရှင်တော်မြတ်ဖရာသည်ကိုယ်စိတ်ထဲမှာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားဟာဣတိပိဆိုတာဒီအကြောင်းတွေကြောင့်အရဟံဆိုတဲ့အရည်ချင်းတွေရှိပါပေတယ်လို့ဒီလိုပြောနှလုံးသွင်းတဲ့အခါမှာအဲ့လိုနှလုံးသွင်းရမယ်အကြောင်းနဲ့ဂုဏ်အရည်ချင်းကိုသိရမယ်။အော်ဒီပုဂ္ဂိုလ်သူများဟာဒီအရည်ချင်းတွေရှိပါလား။ဒါကြောင့်မို့တကယ်အရဟံမလားဆိုတဲ့အတွေးနဲ့
မြတ်စွာဘုရားဂုဏ်တော်ပေါ်မှာတတိမှတ်ရပြီးတော့ဆင်ញင်စဉ်းစားနေမှုနော်သမ္မာသင်္ကပ္ပဆိုရင်မှန်ကန်တဲ့အတွေးတွေနဲ့ဒီတရားဓမ္မကျင့်ကြံကြိုးကုတ်တာတတိထားနေတာတတိကိုအဓိကထားပြီးတော့ပြောတာတတိရှိလို့ရှိရင်ပညာကလည်းဖြစ်လာမြတ်စွာဘုရားပေါ်မှာဆန်းစစ်လေ့လာတဲ့အခါမှာအော်ဒီအကြောင်းတွေကြောင့်ဒီအချက်တွေကြောင့်ဘုရားဟာတကယ်ဘဂဝါပါလားလို့အရဟံပါလားလို့လက်ခံလာတယ်ကျင့်တတ်လာတယ်အဲ့ဒီကျင့်တတ်လာသည့်အထိအောင်နှလုံးသွင်းရမှာအဲ့ဒီလိုမဟုတ်ဘဲနဲ့အရဟံ6ချက်လုံးနေမရဘူးနော်ဘုရားကုံတော်မထီရဘူး6ချက်ဆိုတာပရိကြတာကိုပြောတယ်နော်ပရိလုံးလေးချပြီးတော့ဒီဂုံတော်ဘလောက်ရွတ်တယ်ဆိုတဲ့အရွတ်ဆိုတာကအားလုံးအမဲသားစားမှုမှာပဲဝါလို့မှမရတာတိတ်ဝါမှလည်းမဟုတ်ဘူးနော်အဲ့တော့ဒီမရွတ်ရဘူးတော့မဟုတ်ဘူးအရေးကြီးတာကမြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုသိဖို့ကြိုးစားရည်ချင်းကိုသိမှစိတ်ထဲမှာနှစ်ကာဖြစ်လာတယ်ရွတ်ရင်နှလုံးသွင်းရင်တော့ကိစ္စမရှိဘူးပေါ့အရေးအတွက်ကဏ္ဍပေါ်မှာစိတ်ရောက်နေလို့ရှိရင်ဘုရားပေါ်မှာစိတ်မရောက်ဘူးအဲ့ဒါကိုယ့်ကိုယ်စဉ်းစားကြည့်ပေါ့အဲ့တော့စဉ်းစားရမှာသောဘဂဝါဣတိပိအရဟံသောဘဂဝါဣတိပိသမ္မာသမ္ဗုဒ္ဓောလို့ပါဠိလိုကြတော့ဒီလိုပြောမြန်မာလိုပြောတဲ့အခါတို့ကိုးကွယ်တဲ့မြတ်စွာဘုရားဟာဒီအချက်တွေကြောင့်အရဟံဂုဏ်တော်နဲ့ပြည့်စုံပါပေတယ်လို့စိတ်ထဲမှာသဘောကျလာသည့်ထိအောင်အကျဉ်းချင်းအထက်တတိမပြတ်တတိကပ်ပြီးတော့စဉ်းစားဆင်ခြင်သုံးသပ်နေဖို့လိုတယ်ဒါကိုဘုရားနုတ္တိဘာဝနာပွားတယ်လို့ခေါ်တာအဲ့ဒီလိုသာစနစ်တကျပွားမယ်ဆိုလို့ရှိရင်ဂုဏ်တော်ပွားနေတဲ့အချိန်မှာရာဂဒေါသမောဟဆိုတာတွေဖြစ်မှာမဟုတ်ဘူးနော်အမှန်တမ်းကြည်နူးဝယ်ရည်စိတ်ထဲမှာจิตတတ်စရာတွေပဲဖြစ်လာပြီးတော့တမာရီရလာမှာဖြစ်ပါတယ်အေးဒါကြောင့်မို့ဘယ်အလုပ်ပဲဖြစ်ဖြစ်စနစ်တကျလုပ်ရမယ်တည်လဲတည်ရမယ်ဘုရားမြတ်စွာရဲ့အဆုံးအမဘုရားသာသနာမှာဒီဘုရားကိုကိုးကွယ်ကြတဲ့ဒီဘုရားဘာသာဝင်သူတော်စင်တွေဟာယုံပြီးတော့မသိရတဲ့ဟာတခုမှမရှိဘူးယုံတာယုံရမှာမဟုတ်ဘူးတကယ်ကိုသိရှိနားလည်အောင်လုပ်ကြရတာဘုရားဘာသာမှာတရားနဲ့ပညာဆိုလို့ရှိရင်ပညာကိုအဓိကထားတာတရားပါတဲ့ပညာပါတဲ့တရားမျိုးသာနဲ့ဒီမှာတန်ဖိုးရှိတယ်လို့ဆိုတာဒါကြောင့်မို့လို့ဒီပညာဆိုတာလေ့လာစီးပူအထောက်ကြဘုရားဘာသာတွေဟာပညာဘုရားဘာသာဖြစ်ဖို့လိုတယ်ပေါ့တရားဘုရားဘာသာကြီးပဲဖြစ်เสียရဘူးပညာဘုရားဘာသာဖြစ်တရားဘုရားဘာသာဆိုတာမခိုင်မြဲဘူးအပြောကောင်းလို့ရှိရင်ပြတ်သွားတယ်သူကတရားဆိုတာပညာပါမှဘယ်သူပြောလှုပ်ရှားလို့မရတော့ခိုင်ပါတယ်ကိုယ့်ကိုနှစ်ကာသိထားတယ်အဲ့ဒါလိုဖြစ်ရဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့အရဟံဂုဏ်တော်လို့ခေါင်းစဉ်တတ်ထားတဲ့အတိုင်းအရဟံဆိုတဲ့အဓိပ္ပာယ်ကို၅မျိုးခွဲခြားပြီးတော့မှတ်ရတယ်နံပါတ်1ကဝေးကွာခြင်းအရဟံရဲ့အဓိပ္ပာယ်နံပါတ်1ကဝေးကွာခြင်းဘာတွေနဲ့ဝေးကွာလာတော့ဆိုလို့ရှိရင်လောဘတွေဒေါသတွေမောဟတွေမာနတွေစိတ်ထဲမှာနှလုံးထဲမှာပူလောင်စေတတ်တဲ့အကုသိုလ်အညစ်အကြေးတွေကဝေးကွာလုံးဝဝေးကွာတယ်သူ့ဘာသူဝေးကွာတာလားလို့ဆိုမဟုတ်ဘူးသောတာပတ္တိမဲ့နဲ့ဖယ်ရှားလိုက်တယ်သဂရဂါမိမဲ့နဲ့ဖယ်ရှားလိုက်တယ်အနာဂါမိမဲ့နဲ့ဖယ်ရှားလိုက်တယ်အရဟံတက်မဲ့နဲ့ဖယ်ရှားလိုက်တယ်ကိလေသာတွေနဲ့မြတ်စွာဘုရားရဲ့စိတ်ဟာဘယ်တော့မှမဆက်ဘူးအဝေးကြီးဖြစ်သွားပြီခွဲထုတ်လိုက်ပြီလို့ဒီလိုပြောတာနော်ဘုန်းကြီးတို့တွေရဲ့စိတ်ထဲမှာကျတော့ခွဲမရတော့အောင်လောဘဒေါသမောဟတွေကတွဲဖက်နေတာလေမြတ်စွာဘုရားကျတော့အေးလောဘတွေကလည်းဝေးသွားပြီဒေါသတွေနဲ့လည်းဝေးသွားပြီမောဟတွေနဲ့လည်းဝေးသွားပြီကိလေသာအပူတွေနဲ့လည်းဝေးသွားပြီဒါကြောင့်မို့မြတ်စွာဘုရားရဲ့ရင်ထဲနှလုံးထဲစိတ်နှလုံးမှာဘလောက်အေးချမ်းနေမယ်ဆိုတော့စဉ်းစားကြည့်ပူတယ်ဆိုတာကိလေသာတွေကြောင့်ပူတာလေကိလေသာမရှိရင်စိတ်နှလုံးဟာအေးချမ်းတယ်ဒါကြောင့်မို့အရဟရဲ့အဓိပ္ပာယ်ကအာရကဝေးကွာခြင်းဆိုတဲ့အဓိပ္ပာယ်ရကိလေသာတွေကနေဝေးကွာနေတယ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားဟာအရဟံဆိုတဲ့အဲ့ဒီလိုဆင်ခြင်စဉ်းစားဖို့လိုတယ်ပေါ့နော်ဆင်ခြင်စဉ်းစားဖို့လိုတယ်ဒါမို့ဇာပေကျမ်းကဘယ်လိုရေးထားတော့ဆိုမဲ့၄ပါးနဲ့ကိလေသာတွေကိုဖယ်ရှားဖျက်ဆီးပစ်ထားတာဖြစ်သောကြောင့်နဲ့မြတ်စွာဘုရားဟာကိလေသာတွေနဲ့အလွန်ကိုဝေးတယ်လို့ပြောတဲ့အခါမှာ
ယဟန္တာတွေရောကိလေသာရှိသေးလားလို့ဆိုမရှိဘူးမရှိပေမဲ့လို့ယဟန္တာတွေမှာဘာတွေလက်ကျန်ဖြစ်နေတော့ဆိုလို့ရှိရင်အနတ်အသက်တွေကျန်နေတယ်လောဘတော့ပယ်လိုက်ပြီလောဘရဲ့အနတ်အသက်ကျန်နေတယ်ဒေါသတော့ပယ်လိုက်ပြီအနတ်အသက်ကျန်တယ်မောဟပယ်လိုက်တယ်အနတ်အသက်တွေကျန်တယ်ငကူပင်ကိုဇေယိုက်တွေကမပြောက်ဘူးယဟန္တာဖြစ်သွားပြီပဲမြတ်စွာဘုရားကျတော့လောဘရဲ့အငွေ့အသက်ဒေါသအငွေ့အသက်မောဟရဲ့အငွေ့အသက်ကိလေသာတွေရဲ့အငွေ့အသက်တစ်ခုမှမချဒါကြောင့်မလို့ဘုရားကျတော့ဝါဒနာနဲ့တကွာကိလေသာတွေကိုဖယ်တယ်လို့ပြောယဟန္တာပုဂ္ဂိုလ်တွေလည်းပဲအရတ္တမဲ့တော့ရတာပဲဒါပေမဲ့ဝါဒနာလေးကိုတော့မပယ်နိုင်ဘူးတဲ့အခုကိကလူတွေကတော့သူတို့ဝါဒနာအလွန်ကြီးတာကြတော့ဝါဒနာကိုမတားနဲ့ဆိုရင်မဟုတ်တာတွေလောက်တာနော်ဝါဒနာတားရင်တော့ဝါဒနာကိုမတားနဲ့ဆိုပြီးအဲ့တော့မြတ်စွာဘုရားကျတော့အဲ့ဒီဝါဒနာဆိုတဲ့ကိလေသာရဲ့အငွေ့အသက်ကိလေသာရဲ့တတ္တိအဲ့ဒီကိလေသာရဲ့တတ္တိဟာလုံးဝမရှိတော့သည့်အတွက်ကြောင့်ကိလေသာတွေကဝေကွာသူဆိုတဲ့ဂုဏ်ဟာယဟန္တာပုဂ္ဂိုလ်တွေမှာတောင်မထိုက်တန်ဘူးဘုရားမှာထိုက်တယ်နော်ဒါကြောင့်အရဟံဆိုဒီမှာကိလေသာတွေကဝေကွာနေခြင်းဆိုတဲ့အရည်ချင်းတစ်ခုမှတ်သားကြအောင်ဘုရားမှာဝါသနာနဲ့တကွာကိလေသာတွေရှင်တဲ့နှလုံးထဲမှာပူလောင်စေတတ်တဲ့စိတ်ကိုညှဉ်းနှွမ်းစေတတ်တဲ့ကိလေသာတွေအလုံးကိုဖယ်ရှားပြီးဖြစ်လို့ကိလေသာအညစ်အကြေးတွေကကင်းဝေးကွာနေတဲ့ပုဂ္ဂိုလ်များဖြစ်သောကြောင့်အရဟံလို့စိတ်ထဲမှာတလုံးနှလုံးသွင်းရအကျဉ်းချင်းအထက်ထက်ဒါလေးကြီးပဲတွေးနေခုခေတ်ကတော့လူတွေလောက်တတ်ပါတယ်လေသချင်းဆိုတာတောင် repetition တွေအများကြီးလေအဲ့တော့ဂုံတော်ကြတော့ repetition လုပ်လိုက်ပေါ့အဲ့လိုကလားတွေတောင်မှသချင်းဆိုရင်ဘုံလေးခောက်ပြီးစီတာရန်နဲ့တဏိကုံလုံးနော်ဒီအောနာတဏိကုံအောနာသူဒီစကလုံးလေးတစ်လုံးနဲ့တင်အော်တာအများကြီးမဟုတ်ဘူးအဲ့တော့ဒီကိုယ်တဏ္ဍာမှာဒီ repetition ဖြစ်နေအောင်ကိလေသာတွေကဝေးကွာနေလို့ဝေးကွာခြင်းဆိုတဲ့အကြောင်းကြောင့်ဒုကိုယ်ပဲတဲ့မြတ်စွာဘုရားဟာတကယ်အရဟံမလားကျန်တဲ့ပုဂ္ဂိုလ်တွေကကိလေသာတွေနဲ့အလွန်လုံးထွေးနေတာမဝေးဘူးကတ်နေတယ်နော်ဝေးတယ်လို့ထင်မိမယ်လို့တော့ကြရောက်လာပြန်ပြီဒေါသမရှိဘူးသဘောကောင်းတယ်လို့ထင်တယ်တော့ကြရောက်လာပြန်ပြီဒေါသကလောဘမရှိဘူးလို့ထင်တယ်တော့ကြရောက်လာပြန်ပြီစိတ်ထဲကပေါ်လာတာလေမြတ်စွာဘုရားကျတော့အဲ့လိုမဟုတ်ဘူးပြန်ပြီးတော့ကိလေသာတွေကပြန်ကတ်နိုင်စွာမရှိတော့အောင်ကွာလှမ်းသွားပြီဖယ်ရှားပြလိုက်ပြီလုံးဝဘယ်တော့မှပြန်မလာတော့ဘူးဒီလိုဆိုတာပေါ့နော်အဲ့ဒါကတစ်ချက်အဲ့တော့အရဟံကိလေသာတို့မှဝေးကွာတော်မူခြင်းကြောင့်အရဟံနော်အရဟံဒါကအဓိပ္ပာယ်တစ်ခုဖတ်တဲ့အခါမှာလည်းသုံးလုံးသလုံးပေါင်းပြီးတော့အရဟံအဓိပ္ပာယ်ကအာရကဝေးကွာတယ်ဒီစကလုံးတစ်လုံးနဲ့ကဒီအဓိပ္ပာယ်တစ်ခုပေါ်ပြဟောနောက်တစ်ခုကျတော့သူကအဓိပ္ပာယ်တစ်မျိုးကြံလိုက်ပြန်တစ်မျိုးဖွင့်ဆိုမယ်သူကအရဟံဆိုတဲ့နေရာမှာအရဟံလို့အတန်လေးကိုဖတ်ပြီးတော့အရဆိုတာဒီယန္တုတွေကိုဟဆိုတာချိန်ပုံပြီးသားအနိုင်ယူပြီးသားဖြစ်တယ်ယန္တုဆိုဒီမှာဘယ်သူကိုပြောတာလဲလို့ဆိုကိလေသာတွေကိုပဲပြောတာကိလေသာကမှတကယ်ယန္တုအစ်စ်လေးငရဲချတာကကိုယ်ကိုလာပြီးတော့ဒုက္ခပေးတဲ့ပုဂ္ဂိုလ်ယန္တုမဟုတ်ဘူးကိုယ်ရင်ထဲမှာဖြစ်တဲ့ကိုမွေးထားတဲ့ဒေါသဆိုတဲ့ယန္တုလောဘဆိုတဲ့ယန္တုမောဟဆိုတဲ့ယန္တုကိုငရဲချတာသူလောက်ကိုယ်ဒုက္ခပေးတာရှိမှမရှိတာအပြင်ဘက်ကလူကဒုက္ခပေးတယ်ဆိုတာယမယံခန္ဓာပေးလို့ရတာလေအဲ့တော့ဒုက္ခပေးလို့ယန္တုလို့ခေါ်မယ်ဆိုလို့ရှိရင်အမြဲတမ်းကိုယ်ဒုက္ခပေးနေတာဘာလို့လဲလို့မေးရင်ကိလေသာတွေပဲအဲ့တော့ကိလေသာကယန္တုအစ်စ်ပဲစိတ်ညစ်ရတာဘယ်သူကြောင့်သူ့ကြောင့်အစင်မပြေဖြစ်ရတာဘယ်သူကြောင့်ပြောမှဆိုမှတွေဖြစ်တာဘယ်သူကြောင့်သူ့ကြောင့်ဟောအားလုံးလောကကြီးမှာမဖြစ်ချင်တာတွေဖြစ်နေတာဘယ်သူကြောင့်သူ့ကြောင့်ဟောသူ့လောက်ကိုယ်ဒုက္ခပေးတဲ့ပုဂ္ဂိုလ်ပဲရှိတယ်နော်မုန်းစရာကောင်းတဲ့ယန္တုအစ်စ်ဟာကိုယ်ရင်တဲ့နှလုံးထဲမှာဖြစ်နေတဲ့လောဘဒေါသမောဟတွေသာဖြစ်တယ်အဲ့ဒီလောဘဒေါသမောဟဆိုတဲ့ယန္တုတွေကိုအနိုင်ယူပြီးတော့ဖယ်ရှားပစ်ပြီးသားဖြစ်တော့ကြောင့်အရဟံအဲ့ဒီစကားလုံးကပါဠိမှာအရိဟဏအရိဆိုတာယန္တုကိုခေါ်တယ်ဟဆိုတာဖြည့်ဆည်းထားတာဖြည့်ဆည်းပြလိုက်တာယန္တုတွေကိုဖြေမုန်းပလိုက်တာအဲ့တော့
အရိဟကနေအရဟံဖြစ်လာတယ်လို့ဒီလိုဆိုထားတယ်အဲ့တော့အဲ့ဒီစကလုံးပြောင်းလဲမှုတွေကိုအသာထားအရဟံမိမိကိုဒုက္ခပေးနေတဲ့ကိလေသာယန္တုတွေကိုအားလုံးအနိုင်ယူထားပြီးသူဖြစ်တယ်ယူထားပြီးခြင်းကိလေသာအားလုံးကိုချေမှုန်းပြီးဖြစ်ခြင်းယန္တုမရှိတော့ဘူးလို့ဆိုလို့တယ်ဘုရားယန္တုမရှိဘူးဆိုဒေဝဒတ်တို့ဘယ်သွားထားတော့လို့မေးကောင်းပေးလိုက်မယ်အပြင်ယန္တုအဲ့ဒါနော်ဘုရားမှာကိလေသာယန္တုဆိုတာမရှိတော့ဘူးလုံးဝမရှိတော့အတွင်းယံအပြင်ယံဒါကြောင့်မလို့အရဟံကိလေသာယန္တုတွေကိုချေမှုန်းဖြည့်ဆည်းပြီးဖြစ်သူလို့ဒီချေမှုန်းဖြည့်ဆည်းခြင်းလို့ဒီအဓိပ္ပာယ်ဟာဒုတိယအဓိပ္ပာယ်တစ်ခုလို့ဟောသောဘဂဝါထိုဘုန်းတော်ကြီးမှာရှင်တော်မြတ်ဘုရားဟာဣတိပိကိလေသာယန္တုတွေကိုအပြည့်အချေမှုန်းထားတဲ့အရေးချင်းရှိသောကြောင့်အရဟံအရဟမြည်တော်မူပါပေတယ်တကယ်အရဟပဲကိလေသာတွေကိုအနိုင်တိုက်ပြီးသားပုဂ္ဂိုလ်တွေကိုအရဟလို့ခေါ်ရမယ်ဆိုရင်မြတ်စွာဘုရားကတခါလေလက်ဆက်တခါလေနလမထုနိုင်အောင်ချေမှုန်းထားတာကြံတဲ့ပုဂ္ဂိုလ်တွေကအနိုင်ရတယ်ဆိုတာခိတ္တခဏပဲပြောတာမြတ်စွာဘုရားအနိုင်ရလိုက်တဲ့ကိလေသာကဘယ်တော့မှနောက်ကျောင်းပြန်လာတာမရှိဘူးတဲ့အပြည့်တ်နိုင်တာပေါ့ဒါကြောင့်မို့လို့အရဟံယန္တုတွေကိုအနိုင်ရသူလို့ခေါ်ခြင်းခေါ်ရင်မြတ်စွာဘုရားကသာလင်ခေါ်ရမှာဖြစ်တယ်ပေါ့ဒီရည်ချင်းကိုစိတ်ထဲကနှလုံးသွင်းပြီးတော့အရဟံဆိုတဲ့ဂုဏ်တော်ကိုအာယုန်ထဲမှာကြည်နူးလာသည်ဖြစ်အောင်အကျဉ်းချင်းထပ်ထပ်အမှတ်ရဖို့ပဲဒါကိုဘုရားနုတ္တိလို့ခေါ်တာနော်ဟောနောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်အဲ့ဒီအရဟံကိုပဲအရဆိုတာတန်လျာစပင်းကြီးရဲ့အကန့်အရဆိုတာအကန့်ဟဆိုတာဖြည့်စည်းတာအကန့်တွေကိုဖြည့်စည်းပြီးဖြစ်သူဖြည့်စည်းပြီးခြင်းဒါကတော့တင်စားပြီးတော့သုံးတဲ့စကားလုံးတစ်ခုပေါ့တန်လျာစက်ဝန်းကြီးကိုကြည့်လိုက်မယ်တန်လျာစက်ဝန်းကြီးကဘာနဲ့ဥပမာတူလို့ဆိုလှဲပြီးကြီးနဲ့အလားတန်တူတယ်ပရိစ္ဆေသမုပ္ပါဒ်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လှဲပင်ကြီးရဲ့တရံဖြစ်တယ်ပေါ့ဒါကြောင့်စက်ဝိုင်းကြီးနဲ့မိုးဘုဆရာတော်ကြီးပြထားတဲ့စက်ဝိုင်းကြီးဟာဒါလှဲပင်ကြီးလိုပဲအဲ့တော့လှဲပင်ကြီးနဲ့ဥပမာထားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တန်လျာထဲမှာဘုန်းကြီးတို့တွေသွားနေတာဟာအဲ့ဒီဘဝယထာကြီးကိုစီးသွားနေတာဟာဘယ်သူကနေလဲပတ်နေတာတုံးဆိုတန်လျာဆက်ကလို့ဆိုတဲ့ဒီလက်ဘိန်းကြီးနဲ့လဲပတ်ပြီးတော့သွားနေတာဘဝကြီးကိုယထာကြီးလို့ဥပမာပေးလိုက်လို့ရှိရင်အဲ့ဒီယထာကြီးဟာတဘဝကနေတဘဝသွားနေတာဟာဒီဘိန်းကြီးနဲ့သွားနေတယ်လို့ဒီလိုဆိုလို့တယ်ဒါဖြင့်ဘယ်လိုဘိန်းနဲ့ဥပမာတူတယ်လဲလို့ဆိုလို့ရှိရင်အဝိဇ္ဇာရဲ့ဘဝတဏှာဆိုတာရဲ့မတိတာရဲ့တွေ့တာရဲ့နော်မတိဘူးဆိုရင်လိုချင်တယ်မတိတာနဲ့လိုချင်တာအဲ့ဒီနှစ်ခုသည်လှဲပင်းရဲ့အလဲကောင်ကဝင်ရိုးတက်တဲ့နေရာကိုနော်ဒီဝင်ရိုးတက်တဲ့နေရာကိုခေါ်တယ်လေဒီနာဘိအချက်ဝင်ရိုးတက်တဲ့နေရာနော်အဲ့ဒီနေရာမှာအဝိဇ္ဇာနဲ့တဏှာပေါ်မှာအားလုံးကတီးနေတာဖြစ်သောကြောင့်အဲ့ဒါပုံတောင်းလို့ခေါ်တဲ့ဟာပေါ့နော်ဒါတော့အရက်တရတစ်ခုနဲ့တစ်ခုတော့တူချင်မှတူမှာပေါ့နော်နာဘိဆိုတဲ့ပုံတောင်းကြီးအဲ့ဒီပေါ်မှာအကန့်လေးစိုက်ထားပြီးတော့ဘေးကကွတ်ထားတဲ့ဟာကြတော့အကွတ်တကူလို့ခေါ်တယ်ပေါ့အဲ့တော့ level ကြီးရဲ့ပုံသဏ္ဍာန်ကိုဖော်ကြည့်လိုက်မယ်ဆိုရင်အဝိဇ္ဇာနဲ့တဏှာကပုံတောင်းနော်အဲ့ဒီကြားထဲမှာသင်္ခါရတို့ဝိညာဉ်တို့နာယုတ်တို့သလရဏဖတ်တဝေဒနာတဏှာဥပါဒံနော်ဘဝဆိုတာတွေကအကန့်နေထောက်ဆံနေပေါ့အကန့်နေပေါ့လဲဝေးမှာဆိုရင်အကန့်နေအာရုံ7ရတော့စပုတ်တန်ခေါ်လာမသိဘူးအဲ့လိုမျိုးတွေပေါ့နော်အဲ့ဒီနောက်ပြီးတော့ဒီသရမရဏဆိုဘဝတစ်ခုမှာအဆုံးသတ်တာကတော့အိုခြင်းနဲ့သိခြင်းမှအဆုံးသတ်တာကြောင့်မလို့ဘေးကနေကွတ်ထားတဲ့အကွတ်တကူလို့ခေါ်တယ်ပေါ့လှဲပင်ကြီးရဲ့ဘေးကဘောင်ခတ်ထားတဲ့အရာပေါ့နော်အဲ့ဒါကိုနေမိလို့ခေါ်တယ်ပါဠိလိုကြာနော်နောက်တစ်ခါအဲ့ဒီလှဲပင်ကြီးကဝင်ရိုးမရှိရင်လဲတာမဟုတ်ဘူးဒါကြောင့်ကာမတဝဘဝတဝဒိဋ္ဌတဝအဝိဇ္ဇတဝလို့ဆိုတဲ့အာတဝတရားတွေဖြစ်ပေါ်လာမှုဟာဝင်ရိုးနဲ့အလားတရံတူတယ်ပေါ့ဝင်ရိုးနဲ့အလားတရံတူတယ်အဲ့ဒီဘဝယထာကြီးကို
ပုံဖော်ပြီးတော့ကြည့်လိုက်တဲ့အခါမှာအဝိဇ္ဇာနဲ့တဏှာကပုံတောင်းဇရာမရဏကအကုတ်သင်္ခါရစသည်ကအလယ်ကတောက်ဆံနေအဲ့ဒါလို့ဘိန်းကြီးဟာအချင်းတွေကောင်းနေတယ်မြတ်ဘဝယထာမှာဒီဘိန်းကြီးပေါ်မှာလဲပတ်ပြီးတော့ဘဝယထာကြီးဟာမောင်းနေပြီးတော့နေနေတာအဲ့ဒါကြောင့်မို့ဘုန်းကြီးတို့တွေကဒီလူဖြစ်လိုက်နတ်ဖြစ်လိုက်တိရစ္ဆာန်ဖြစ်လိုက်နဲ့တန်တရားထဲမှာမဆုံးနိုင်တဲ့ခရီးကြီးကိုဘိန်းကြီးနဲ့လဲပတ်ပြီးတော့တွားနေတာဒါတန်တရာဆက်ကတန်တရားဘိန်းကြီးလို့ဒီလိုခေါ်တာပေါ့ဥပမာနောက်တစ်ခုပြောမယ်ဆိုလို့ရှိရင်တော့ခြားယဟတ်ဆိုတာလို့ပေါ့နော်ခြားယဟတ်ဆိုတာအလုံးသိဘူးတဲ့အတိုင်းပဲသိကြတဲ့အတိုင်းပဲအထက်ရောက်လိုက်အောက်ရောက်လိုက်နဲ့သွားနေတာပဲလေလဲတာဆုံးတဲ့လူမှရှိမှမရှိတာအဲ့ဒါလိုပဲတန်တရားခရီးကြီးကမဆုံးဘူးအဲ့ဒီမဆုံးနိုင်တဲ့တန်တရားခရီးကြီးဆိုတဲ့ပရိစ္ဆသမုပ္ပါဘီကြီးကိုနော်ဝိပဿနာဉာဏ်အခြေခံတဲ့မဲ့ဉာဏ်နေနဲ့ဒီဘီကြီးကိုဖြည့်ဆည်းပြလိုက်တာနောက်ဆုံးမှာအကန့်နေထောက်တွေကိုရိုက်ချိုးပြလိုက်တယ်ပုံတော်ကြီးကိုခွဲပြလိုက်တယ်အကုတ်တကူတွေကိုဖြည့်ဆည်းပြလိုက်တယ်ဆိုဒီဘိန်းကြီးကလဲနိုင်မအောင်လားမလဲတော့ဘူးအဲ့ဒါကိုဆိုလို့တဲ့ပီလဆိုတဲ့မြေပေါ်မှာရက်တည်ပြီးတော့တရားဆိုတဲ့လက်နဲ့နော်အရတ္တမဲ့ဆိုတဲ့ဒါလက်နဲ့ကိုကင်ဆွဲပြီးတဲ့အခါမှာအဲ့ဒီဘိန်းကြီးကိုဖျက်ချလိုက်တာအကန့်နေအကုန်ရိုက်ချိုးလိုက်တယ်အကုတ်တကူတွေဖြတ်ပြက်လိုက်တယ်ဆိုဘိန်းကြီးကပြိုကျသွားပြိုသွားတော့လဲနိုင်စွာမရှိတော့ဘူးအေးအဲ့ဒီအဓိပ္ပာယ်ကိုယူပြီးတော့အရဟံတန်တရားဆက်ရဲ့အကန့်တွေကိုဖြည့်ဆည်းပြီးခြင်းဖြည့်ဆည်းပြီးတဲ့အရေးချင်းရှိတယ်ဆိုလိုတာကမြတ်စွာဘုရားဟာဘဝခရီးရပ်တန့်သွားပြီမသွားတော့ဘူးလို့ဆိုလိုတယ်ပေါ့ဘုန်းကြီးတို့တွေကဘဝခရီးကိုသွားကြအောင်ပါသွားကြတဲ့အခါမှာဘဝခရီးကိုဗာနဲ့စတော့အဝိဇ္ဇာနဲ့တဏှာနဲ့စတယ်ဗာနဲ့အဆုံးသတ်တော့အိုခြင်းသိခြင်းနဲ့အဆုံးသတ်တယ်ဈာထဲမှာဘာတွေဖြစ်တယ်ဆိုကောင်းမှုလုံးလိုက်မကောင်းမှုလုံးလိုက်ပျော်လိုက်ပါလိုက်ရီးလိုက်မောလိုက်ဒါတွေနဲ့သွားနေတာလေအဲ့ဒါတွေကိုအကုန်ဖြိုချဖြည့်ဆည်းပြလိုက်လို့တန်တရားခရီးရပ်တန့်သွားပြီဆိုရင်ဘယ်ကြီးပြိုကွက်သွားတာနဲ့အလားတရံတူတယ်ပေါ့ဒါကြောင့်မို့အရဟံအရတန်တရားဆက်ရဲ့ဆက်ဝန်းရဲ့အကန့်တကူတန်တရားဆက်ပြီးကြီးကိုဖြည့်ဆည်းပြီးတဲ့ပုဂ္ဂိုလ်များလို့ဒီအကြောင်းတွေကြောင့်ဒီလိုဖြည့်ဆည်းပြီးဖြစ်တော့ကြောင့်မြတ်စွာဘုရားဟာတကယ်အရဟံပုဂ္ဂိုလ်မြတ်ဖြစ်ပါပြီလေဟောအရေးချင်းနဲ့ဂုံရီနဲ့တွဲမှတ်ပြီးတော့နေရမယ်တရားဒါအဓိပ္ပာယ်တစ်ခုနံပါတ်1ကဝေးကွာခြင်းနံပါတ်2ကကိလေသာတွေကိုအနိုင်ဖြည့်ဆည်းပြီးခြင်းနံပါတ်3ကတန်တရားဆက်ရဲ့အကန့်တွေကိုဖြိုချဖြည့်ဆည်းပြီးခြင်းဆိုဟောဒီ3ခုဒါမြတ်စွာဘုရားနဲ့ပတ်သက်တဲ့အရေးချင်းတွေတစ်ခုပြဟောနောက်တစ်ခုကျတော့အရဟလို့ပဲပေါင်းဖတ်အရဟလို့ပဲပေါင်းဖတ်တယ်အရဟဆိုတာကျတော့ထိုက်တန်သူလို့အဓိပ္ပာယ်ရထိုက်တန်သူထိုက်တန်တယ်ဆိုတာဘယ်သူကပဲရှိခိုးတိုက်တယ်လောကလူတွေကပြောကြတယ်ဟာမင်းဒီအလုပ်လုပ်ထိုက်တယ်ဘာလို့လုပ်ထိုက်တယ်ပြောလို့ရင်အကျိုးရှိတယ်လေဒီခရီးသွားတိုက်တယ်သွားရင်အကျိုးရှိတယ်လေအကျိုးမရှိပဲတော့ဒီကမှတော်တယ်တန်တယ်မပြောဘူးလေလုပ်ထိုက်တယ်ထိုက်တန်တယ်လို့ပြောတဲ့စကားလုံးတစ်ခုဟာဒီအရဟဆိုအရဟဆိုထိုက်တန်တယ်ဘာကိုထိုက်တန်တာတော့လို့မေးလို့ရှိရင်ဘယ်သူကပဲလက်အုပ်ချီဖို့ထိုက်တန်တယ်ဘယ်သူကပဲလှူတာတွေဟာထိုက်တန်ဘာဖြစ်လို့လဲလက်အုပ်လေးတစ်ချိန်ချီလိုက်တာနဲ့နတ်ပြည်ရောက်သွားနိုင်တယ်ဟောအကျိုးတုံ့ပြန်မှုတွေဟာအမှန်တမ်းဟိုဖြစ်ရောက်တယ်မြတ်စွာဘုရားကိုလက်အုပ်ကလေးနဲ့ချီလိုက်တာတောင်နတ်ပြည်ရောက်သွားလက်အုပ်နဲ့မချီနဲ့အောင်လက်လည်းမချီဘူးဘာမှမချီပဲနဲ့မျက်လုံးလေးဖွင့်ကြည့်ပြီးကြည်နူးတဲ့စိတ်ကလေးဖြစ်လိုက်တာနဲ့ပဲနတ်ပြည်ရောက်သွားဟောမထိုက်တန်ဘူးလားကြည့်လိုက်တာလေးနဲ့စိတ်ထဲကကြည်နူးလိုက်တာနဲ့ကောင်းရတဲ့ဒီကိုရောက်သွားနိုင်တယ်ဆိုအလွန်ထိုက်တန်တာပေါ့ဒါနကောင်းမှုပြုလိုက်လည်းပဲပြုလိုက်တယ်ဗျနော်အကျိုးဖြစ်ထွန်းတယ်ဆိုတော့အယောင်းဝယ်ကိစ္စတွေဆိုရင်အေးအရင်ကနည်းနည်းလေးနဲ့အမြတ်ကြီးရတယ်ဆိုဟာလှုပ်ထိုက်တယ်ပြောကြမှာပဲမြေမှာလည်းပဲစိုက်လိုက်လို့ရှိရင်တိဏ္ဍာန်တွေအများကြီးထွက်တယ်ဆိုဟာစိုက်ထိုက်တယ်ဟောဒီလိုပြောကြတာမြတ်စွာဘုရားကထိုးတူတယ်အကျိုးတုံ့ပြန်မှုအင်အားတွေအလွန်ကောင်းတာဖြစ်သောကြောင့်မြတ်စွာဘုရားဟာဘယ်ပုဂ္ဂိုလ်ကပူဇော်ထိုက်တယ်ထိုက်တန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဘယ်ဘက်ကကြည့်မြတ်စွာဘုရားဟာမထိုက်တန်ဘူးလို့ပြောเสียသီလကနေကြနေတာမရှိဘူးတမာတိနေကြနေတာမရှိဘူးပညာနေကြနေတာမရှိဘူးလွတ်မြောက်နေတဲ့စိတ်နေကြနေတာတွေမရှိဘူး
အားလုံးဟာအစစ်မြင့်ဆုံးအားလုံးဟာဘာဖက်ဖြစ်နေဒါကြောင့်မလို့မြတ်စွာဘုရားအားလုံးထိုက်တန်နေတဲ့ပုဂ္ဂိုလ်လူမင်းနာမည်ဗြဟ္မာမင်းတို့ရဲ့ဝတ်ဆင်းပြီးတော့ဥညွတ်ခြင်းကိုထိုက်တန်တဲ့ပုဂ္ဂိုလ်ဒီလိုဆိုလိုတာပေါ့ကောသလမင်းကြီးကမြတ်စွာဘုရားစီလာတယ်လာတဲ့အခါမှာကောသလမင်းကြီးကလူအစင်တန်းနဲ့ပြောမယ်ဆိုရင်မြတ်စွာဘုရားတဲ့တာတယ်လူအစင်တန်းနဲ့ပြောကြရအောင်ဆိုကောသလမင်းကြီးကကာတိကောသလနှစ်နိုင်ငံကိုအုပ်စိုးတဲ့ဧကရိပ္ပိကြီးမြတ်စွာဘုရားကတက်ကတိုင်းအငယ်စားလေးမှာဘာလဲပြောရမလို့ဆိုမြန်မာဘုရင်နဲ့စော်ဘွားတွေလိုပဲရှိတယ်ဒီလိုနော်ကောသလမင်းကြီးကအင်ပါယာအကြီးကြီးမြတ်စွာဘုရားရဲ့အမျိုးတက်ကတိုင်းဒီသုတ္တရဏမင်းတို့ကတိုင်းငယ်ပြည်ငယ်လေးဒါယာရုနဲ့ပြောပြရင်နော်သို့တော့ကောသလမင်းကြီးဟာမြတ်စွာဘုရားကိုလာတဲ့အခါရှ िख ိုးတဲ့အခါမှာယာရုတို့မျိုးရိုးတို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါယာရုနဲ့ကြည့်ပဲဆိုသူ့အောင်ငယ်တယ်လေငယ်တယ်လို့ပြောမှလုံလောကအနေနဲ့ပြောတာနော်သို့တော့မြတ်စွာဘုရားကိုသူဘယ်လောက်ထိအောင်လေးစားတော့ဆိုမြတ်စွာဘုရားရဲ့ခြေပမိုးကိုနှစ်ဖူးနဲ့တိုက်ပြီးတော့ရှ िख ိုးတာမြတ်စွာဘုရားကိုယ်တိုင်ကတခါတော့ကမေးရှိတယ်ကောသလမင်းကြီးကဒီအဲ့ဒီယူကျိုးတာနဲ့ပတ်သက်ပြီးတော့ယဟန်တွေကိုမိတ်တာကောသလမင်းကြီးငါတို့တာဂိဝေမင်းမျိုးတွေဆိုတာတဲ့ကောသလမင်းကြီးရဲ့အယံမင်းအဆင့်မရှိတယ်ပေါ့အယံမင်းအဆင့်အနုယန္တလို့သုံးတယ်မြတ်စွာဘုရားအနုယန္တဆိုတာနောက်ကလိုက်ရဆင့်ခေါ်လိုက်ရင်သွားကြနော်ဘယ်မှာတိုက်ပွဲရှိတယ်ဆိုဆင့်ခေါ်သွားရတယ်ပေါ့လားဗမာပြည်မှာလည်းမျိုးလားတိုင်းချက်ပြည်ချက်ကလေးတွေဆိုတော့အင်းဝါကမျိုးတော်ဖြစ်တဲ့အချိန်မှာလာခဲ့ပြည်ဘက်ကလာခဲ့ခန္ဓာဝရီကလာခဲ့စစ်တိုက်ဆရာရှိတယ်ဆိုသွားကြရတယ်လေသွားကြရတယ်အဲ့ဒီလိုအနုယန္တအဆင့်တွေပေါ့အဲ့ဒီလိုငါတို့ကအနုယန္တအဆင့်မှာရှိတော်လဲကောသလမင်းကြီးဟာဒီမြတ်စွာဘုရားကိုငါတဲ့အဆင့်မြင့်တယ်ငါတဲ့ယာရုကြီးတယ်ငါတဲ့မြင့်မြတ်တယ်ဒီဂုံလောကီဂုံအပြင်မြင့်မြတ်တယ်ဆိုတဲ့အနေနဲ့နှစ်ဖူးနဲ့တိုက်ပြီးတော့ရှ िख ိုးတာမဟုတ်ဘူးတဲ့ငါကိုအာရပါရရှ िख ိုးတယ်ဆိုတာသီလသမာဓိပညာဆိုတဲ့လက်လန်းမမီတဲ့အရည်ချင်းတွေကြောင့်ရှ िख ိုးတာလို့သုတ္တန်တစ်ခုပါအဲ့လိုဟောထားတယ်မြတ်စွာဘုရားကိုယ်တိုင်ဒီလိုဟောတာဇာအားဖြင့်ငါလည်းညံလို့မဟုတ်ဘူးတဲ့နော်ဒီအရည်ချင်းတွေကြောင့်ငါကိုရှ िख ိုးတယ်အဲ့တော့ကောသလမင်းတို့တိုင်းပြည်နှစ်ပြည်ထိုခေတ်ကတိုင်းကြီးပြည်ကြီးကိုအုပ်စိုးတဲ့ဧကရိပ္ပိကြီးကနှစ်ဖူးနဲ့ခြေပမိုးကိုတိုက်ပြီးတော့ရှ िख ိုးတယ်အဲ့ဒီလိုရှ िख ိုးရလောက်အောင်ဖားကြောင့်ရှ िख ိုးတာတော့ဆိုသီလအားဖြင့်တာလုံးမြင့်မြတ်လို့တမာရီအားဖြင့်တာလုံးမြင့်မြတ်လို့ပညာအားဖြင့်တာလုံးမြင့်မြတ်လို့ရှ िख ိုးထိုက်တဲ့ခုံကြီးတွေဟာထိုက်တန်လွန်အားကြီးလို့မြတ်စွာဘုရားကိုရှ िख ိုးတာတဲ့ဟောအဲ့ဒါကိုပြောတာအရဟံထိုက်တန်သူဆိုတာထိုက်တန်တယ်အာရပါယကြီးညိုလေးစားထိုက်တဲ့ပုဂ္ဂိုလ်အေးလူမင်းကသာရှ िख ိုးတာလားဆိုဘယ်ဟုတ်မှာတော့တရားမင်းကြီးတာဝရိန္ဒာနတ်ပြည်တို့နတ်မှန်တယ်များအဲ့နာလေတာဝရိန္ဒာနဲ့စတုမာနဲ့နတ်ပြည်နှစ်ပြည်ကိုအုပ်စိုးတာနော်ဝရစိန်လက်နဲ့ကြီးကင်ထွက်လာလို့ရှိရင်အလုံးမကြောက်ကြတယ်တရားမင်းကြီးလေတရားမင်းကြီးဟာအင်တမပါဝါကြီးတယ်ဒါပေမဲ့လို့မြတ်စွာဘုရားကိုဥတိုက်တယ်ဒီလိုဆိုတာနော်အဲ့ဒီအချက်ကနတ်တွေလည်းထိုးတူပဲနောက်ဆုံးမှာတာဟံပတိဗြဟ္မာမင်းကြီးဆိုသူကအတိတ်ဘဝတုန်းကကတ္တဝဘုရားရဲ့လက်ထက်မှာသဟကဆိုတဲ့ယဟန်ဖြစ်ပြီးတော့ပထမဇန်ရလို့ယဟန်ဘဝကနေဇန်နဲ့တည်းပဲပြန်တော်မူသွားတော့အဲ့မှာတာဟံပတိဗြဟ္မာသွားဖြစ်တယ်ယဟန်တစ်ပါးကနေဘုန်းကြီးတစ်ပါးဖြစ်သွားတယ်ဖြစ်မှာအဲ့ဒီမှာကျတော့တာဟံပတိလို့ခေါ်တယ်လူပြည်တော်ကတော့သဟကလို့ခေါ်တယ်သူဟာအလုံးသိတဲ့အတိုင်းတရားဟောဖို့တောင်းပန်တဲ့ပုဂ္ဂိုလ်ကြီးပဲတောင်းပန်ပြီးတဲ့အခါမှာသူပန်းကုန်းကုန်းတာပန်းကုန်းကလည်းသေးသေးမဟုတ်မြင့်မို့တောင်းတော့အလုံးရှိတဲ့ပန်းကုန်းကြီးကုန်းမပြီးနိုင်အလုံးဝပြီးတော့တကိုးနဲ့ကုန်းတာမဟုတ်ဘူးသူကြာကြာနာနာကိုစိတ်ပါဝင်စားစွာပန်းကိုကုန်းတာပန်းကုန်းနေတော့နောက်ဆုံးမှာမြတ်စွာဘုရားဓမ္မစကြာဟောသွားပြီးဘယ်တရားဟောသွားပြီးပဲနောက်ဆုံးမှာပြိဋိဘံစံတော့ပဲဆိုတော့မှပြိဋိဘံစံသွားပြီဆိုမှသူပန်းကုန်းကြီးကမပြီးသေးဘူးလေပြေးပြီးတော့လာပြီးတော့ဘုရားကိုပူဇော်ရတယ်အဲ့ပန်းကုန်းကြီးနဲ့နော်ပန်းကုန်းကလည်းပဲ45နှစ်ကြာအောင်ကုန်းတာနော်သူစီမှာတော့45နှစ်မဟုတ်ဘူးပေါ့လူပြည်နဲ့45နှစ်ကုန်းတာတော့မပြီးသေးတဲ့ပန်းကုန်းကြီးနဲ့အဲ့ဒါဘာလို့တော့ဆိုပူဇော်ခြင်းလုံးလို့ထိုက်တန်လို့ပူဇော်တာ
အဲ့တော့ဗြဟ္မာမင်းကြီးတွေကလည်းပဲဘုရားကိုပူဇော်တာပဲနတ်မင်းကြီးတွေကလည်းဘုရားကိုပူဇော်တာပဲလူမင်းတွေကလည်းပဲဘုရားကိုပူဇော်တာအဲ့ဒီလိုဘုရားကိုပူဇော်တယ်ဆိုတာကိုကြပြဆန်ဆန်ရေးထားတဲ့အခါကျတော့ဘလို့ရေးတော့ဆိုရင်မြတ်စွာဘုရားရဲ့ခြိသေးတော်ဟာတဲ့တဘာဝအားဖြင့်ညီရဲပြီးတော့အယောင်တောက်ပြောင်နေတာသို့တော်လည်းပဲတဲ့လူမင်းနတ်မင်းဗြဟ္မာမင်းတို့ရဲ့ဒီတရဖူကြီးတွေနဲ့ဒီခြိသေးဟာဒီရှုပ်ရက်ခတ်နေတယ်လို့ဒီလိုရေးထားတယ်ခြိသေးပေါ်မှာလာရှုပ်ရက်ဆိုလိုတာကတော့မြတ်စွာဘုရားကိုခြေထောက်ကိုအမြဲတမ်းဥတိုက်နေတဲ့ပုဂ္ဂိုလ်တွေကြောင့်ညီရဲနေတဲ့ခြိသေးရဲ့အလှဟာနော်ကိုယ်ရောင်ဒီရောင်တွေနဲ့ရောထွေးကုန်တယ်လို့ဒီလိုဆိုလိုတာမပြတ်ဘူးနော်အဲ့ဒါဘာလို့ဆိုထိုက်တန်သူပဲထိုက်တန်သူအရဟံထိုက်တန်သူဆိုတာအေးတလောကလုံးကဘယ်လိုပဲဒီမြတ်စွာဘုရားကိုလှူဘုရားဟာဘုရားတဲ့ပစ္စည်းကတန်သွားတယ်လို့မရှိဘူးတဲ့ဒါမှမဟုတ်ခဏခေတ်တောင်ကြည့်ကြမြတ်စွာဘုရားကိုဇေဒီတွေတည်ပြီးတော့ကိုးကွယ်ကြတယ်ရွာတော်တွေထူပြီးတော့ကိုးကွယ်ကြတယ်ကိုးကွယ်လို့ပါမဆုံးနိုင်ဘူးလေထိုက်တန်သူဖြစ်လို့ဒီလိုလုပ်ကြတယ်လို့ဆိုတာဒါအရဟံခဏတိအောင်ကိုးကွယ်စိတ်ကပ်နေကြတော့မယ်ဒီလိုဆိုလိုတာပေါ့နော်အေးနောက်တစ်ခုကတော့ဘာလို့ဆိုအရဟံကိုအရဟံလို့ဆိုပြီးတော့ရဟဆိုတာကွယ်ရာလို့အဓိပ္ပာယ်ရတယ်အဆိုတာမရှိဘူးကွယ်ရာမရှိဘူးမြတ်စွာဘုရားမှာကွယ်ရာရဲ့လို့မရှိဘူးဆိုလိုတာကတိတ်တိတ်ပုံလူမသိသူမသိလှုပ်တဲ့အကုသိုလ်ဆိုတာမှမရှိဘူးဆိုစာထဲမှာဘယ်လိုရေးထားတော့ဆိုလောကေပဏိတမာနိနောဘာလာကိုပညာရှိကြီးလို့ထင်ကြတဲ့လူမိုက်တွေဟာတဲ့ပညာမဲ့တဲ့ပုဂ္ဂိုလ်တွေဟာအတိလောကပရိဒဟိုလူကအပြစ်တင်မှာလို့မကောင်းတဲ့နေ့ထွက်မှာကြာကြောက်တယ်နော်မကောင်းတဲ့နေ့ထွက်မှာကြောက်တော့ဘာလုပ်လဲရဟောပပံကရွန်တီတဲ့တိတ်တိတ်ကလေးမဟုတ်တာလုပ်တယ်ကွယ်ရကြတော့မဟုတ်တာလုပ်ကြတယ်ဒါလောကကြီးကအများစုကိုပြောပြတာနော်ရှေ့မှာတော့ဟန်ကြီးပန်ကြီးနဲ့နေပြီးတော့ကွယ်ရကြတော့မဟုတ်တာလုပ်နေတာလေအများကြီးရှိတယ်ပေါ့ဒီလိုဆိုလိုတာပေါ့မြတ်စွာဘုရားကျတော့အဲ့လိုမဟုတ်ဘူးနဂရာစိကရောတိဘယ်တော့မှစိတ်ကွယ်ရမှာမဟုတ်တာလုပ်တယ်လို့မရှိဘူးနော်လူရှိတစ်မျိုးကွယ်ရတစ်မျိုးဒီလိုလုပ်တာမရှိဘူးစိတ်ကွယ်ရဆိုတာမြတ်စွာဘုရားမှာမရှိဘူးတာမန်ပုဂ္ဂိုလ်တွေကျတော့စိတ်ကွယ်ရဆိုတာရှိနေတယ်စိတ်ကွယ်တယ်ဆိုတာဖုံးကွယ်ထားတာတွေရှိနေတတ်သေးတယ်လို့ပြောတာမြတ်စွာဘုရားမှာဖုံးကွယ်ထားတာတခုမှမရှိဘူးဖုံးကွယ်ထားတာမရှိလို့အရဟဖုံးကွယ်ရှုပ်ဝဲထားတာမရှိဘူးလို့ဒီလောက်ထိအောင်တန်ရှင်းစင်ကြယ်တယ်လို့ဒီလိုဆိုလိုတာပေါ့နော်အတိပ္ပယ်ကပမ္ပကရဏီမကောင်းမှုအောက်တန်းကြတဲ့အလုပ်ကိုလုပ်တဲ့နေရာမှာရဟဘာဝတော်ပြီစိတ်ကွယ်ရာမရှိသောကြောင့်လည်းပဲအရဟံအရဟံနော်ဒီလိုဆိုလိုတာပေါ့ဒါဖြင့်မြတ်စွာဘုရားရဲ့ဂုဏ်ကြီးချင်းတွေဟာဒီအရဟံဆိုတဲ့စကားလုံးလေးတစ်လုံးထဲမှာပဲပြန်ပေါင်းပြီးတော့ပြောကြမယ်ဆိုရင်ကိလေသာတွေကဝေးကွာနေခြင်းဒါအရေးချင်းတစ်ခုပဲကိလေသာတွေကလုံးဝဝေးကွာနေခြင်းအလန်းကွာနေခြင်းကိလေသာရန်သူတွေကိုဖယ်ရှားပြစ်ခြင်းဖယ်ရှားပြစ်ဖြစ်ခြင်းတဏှာဆက်ရဲ့အကန့်လို့ဆိုတဲ့အကြောင်းတရားတွေကိုကိလေသာတရားတွေကိုဖယ်ရှားပြစ်ပြီးဖြစ်ခြင်းနော်တလောကလုံးရဲ့ဥညွတ်လေးစားဖို့လှူဒန်းဖို့ထိုက်တန်သူဖြစ်ခြင်းနဲ့မကောင်းမှုပင်ဖြစ်စိတ်ကြွယ်ရာဘယ်တော့မှမကောင်းမှုကိုလှုပ်တာမရှိခြင်းဆိုတဲ့အဲ့ဒီအရေးချင်း၅မျိုးကြောင့်မြတ်စွာဘုရားကိုအရဟံဆိုတဲ့ဂုဏ်တော်နဲ့ချီးမွမ်းတိုက်တယ်ချီးမွမ်းတိုက်တယ်ဆိုတာချီးမွမ်းခြင်းချီးမွမ်းမချီးမွမ်းခြင်းနေလောကမှာမြတ်စွာဘုရားကိုအရဟံလို့ဆိုတဲ့ဒီဂုဏ်တူးကြီးဟာလူပြေကနေစပြီးမြေပြင်ကနေပြီးကောင်းကင်ဝေဟင်ထိအောင်တလောကလုံးမှာပြန့်နှံ့ထင်ရှားနေတယ်လူတိုင်းကအတိမတ်ပြုထားတဲ့ဂုဏ်ကြီးတစ်ခုပါလို့ဒီလိုဆိုတာပေါ့နော်ဒါကြောင့်မို့ဥညွတ်လေးစားတဲ့ပုဂ္ဂိုလ်တိုင်းကနမောတတ္တဘဂဝတောအရဟတောဆိုတာအဲ့ဒါကိုပြောဒီချင်းနဲ့မြတ်စွာဘုရားကိုပူဇော်ကြတာကိုးကွယ်ကြတာလို့ဒီလိုဆိုလို့လေဒါကြောင့်မို့လို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းနော်ဘုရားမြတ်စွာရဲ့မြတ်ဗုဒ္ဓရဲ့အရဟံဂုဏ်တော်ဆိုဒီမှာဒီတယ်မကချက်ဖွင့်ထားတာလေးတွေရှိသေးတယ်သို့တော့အတက္ကရာကျမ်းနေမှာအခုလို၅မျိုးတီကာကျမ်းနေမှာဒီတဲ့ထပ်ဆင့်ပြီးတော့ဖွင့်ပြထားတာရှိစကလုံးလေးအခရာလေး၃လုံးပေါင်းစပ်ထားတဲ့စကလုံးလေးတစ်လုံးပင်ဖြစ်စေကာမူမြတ်စွာဘုရားရဲ့ဂုဏ်တွေဒီထဲမှာအများကြီးပါဝင်နေတဲ့ဂုဏ်တော်အရေးချင်းတစ်ခုဖြစ်ပါတယ်ဖျားဆိုတဲ့ပုဂ္ဂိုလ်ဟာအခုလိုအရဟံဆိုတဲ့အရေးချင်းရှိမှသာလေဖျားအစစ်ဖြစ်နိုင်ပါတယ်ဆိုတာဘ
ဘုရားမြတ်စွာရဲ့ဘုရားနုတ္တိခုံးကိုစိတ်အာယုန်ထဲမှာအမြဲတမ်းညွတ်ပြီးတော့ပီတိသောမနတတွေဖြစ်အောင်မြတ်စွာဘုရားခုံတော်နဲ့မိမိတို့ရဲ့စိတ်ကိုလွှမ်းထုံထားနိုင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံဘဝယန္တုဒုက္ခတကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်မြူပဝင်းငွေလာမင်းနှင့်ရောင်ချင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွေးမဲ့ဥဒ္ဓုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြမြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်သာစင်ထာဝရအေမြจิตတာယာပွင့်လန်းချမ်းသာဒုက္ခတိဟုသောကုမုဒ္ဒရာဇာဗန်တို့သည်ဖုံးလန္တာဝန္တာရှင်ပြူဝမုံလူလျက်ကြည်လူဝဲကြုံဖူးပွင့်ကြအကုန်သည်ဖြစ်ဖြစ်ဒုက္ခနကလေအောင်လေတဲ့ရောရှက်သင်ပြပိတိတိဟုသောယနန္တို့သည်ဘဝယန္တုကောင်းစွာမဲ့သွေးကြိုင်နိုင်၍နေကြပါစေကုန်သတည်း